လမ်းထဲတော်ကြီးကိုလဝေးပြန်လာမင်းဘာသွားလို့ပဲမဟုတ်ကိုအာမောတာကွာဟဲ့မင်းပဲသွားတယ်လမ်းထဲတော်ကြီးကိုလဝေးပြန်လာဟဲ့မင်းဘာသွားလို့ပဲမဟုတ်ကိုတင်းတော့မဟုတ်တော့ကျွန်တော်ပြောတာဟိုလမ်းထဲတော်ကြီးကရေပိုက်ပြက်နေလို့ရေပိုက်သွားပြင်ပေးတာအဲ့ဒါကိုပြောတာဩအေးဦးလာဗျာကျွန်တော်ရေသွားချိုးလိုက်အောင်ဩဟဲ့မင်းရေချိုးမယ်ဆိုရင်ငါအဲ့တကယ်စိန်နိုင်လားတခါလေးလျှော်လိုက်နော်ကိုကပြဿနာပဲဗျာလူကပင်မန်းနေလေဗျာဘယ်လိုလျှော်လို့ရမှာလဲကိုကသာကိုလျှော်လိုက်ဗျာမလျှော်ပေးနိုင်ဘူးဟယ်လိုဦးတန်အောင်ပြောမီတာဆောင်ဟုတ်လားအခုသွားရမှာကိုရတယ်ကျွန်တော်သွားပေးမယ်နော်ဟုတ်ကဲ့ကျွန်တော်ခုထွက်လာပြီဟောဘယ်တော့အဲ့ဘောဆောင်းလေးကိုယူပေးသားကွာအခုကတော်တော်စာနာသိမရှိတဲ့လူပဲဗျငါမင်းကိုစောက်လေးပဲယူခိုင်းတာလေကွာဘာလို့စာနာသိမရှိတာလဲကွာဟာကျွန်တော်အခုမှနေဘူးတွေကနေပြန်လာတာလေငါညီမပင်မန်းနေလားဆိုတာအခုမေးလားမမေးဘူးနော်အဲ့တော့ဟိုကကျွန်တော်အခုလာခိုင်းနေတာအခုစာနာသိမရှိတာဗောဗျရပြီမင်းမယူမင်းနဲ့တော့ငါပဲထားယူလိုက်မယ်နော်အေးဇော်ပြောမင်းတို့ဆိုင်ရွှေ့ဖို့လားရတယ်တာကြီးငါခုလာခဲ့မယ်နော်အေးကဲတွားရောက်တွားအဲ့လိုမလုပ်ပါနဲ့ကိုယ်ဘာမှတောင်မပြောနဲ့မင်းကိုညီပေးနေလူတွေအိမ်မှာပဲမင်းတွားနေတော့ရငါ့အိမ်မှာမနေနဲ့တွား